နော်လေး Universe Channel ရဲ့ကျန်းမာရေးအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ခရမ်းသီးအခွန်ကိုစားပေးရင်ကျန်းမာမှာလား။ခရမ်းသီးကိုကြော်စား၊နှက်စား၊ခြေဟင်းထဲထည့်ချက်စားစသဖြင့်အမျိုးမျိုးစားကြပါတယ်။ဒီလိုစားကြရာမှာခရမ်းသီးကိုအခွန်နွာပြီးစားကြတာမျိုးရှိသလိုအခွန်မနွာဘဲအခွန်ကိုပါထည့်ချက်စားတာမျိုးလည်းရှိကြပါတယ်။ဒီလိုစားတဲ့အခါအခွန်ကိုစားပေးရင်ဘာတွေဖြစ်နိုင်မလဲ။ခရမ်းသီးအခွန်ကိုစားပေးရင်ကျန်းမာမှာလားဆိုတာကိုအောက်ကအချက်လေးတွေနဲ့အတူပြောပြပေးချင်ပါတယ်။ခရမ်းသီးအခွန်ကိုစားလို့ရလား။ခရမ်းသီးအခွန်ကိုစားလို့ရလားဆိုတာအားလုံးလည်းသိထားပြီးတဲ့အတိုင်းစားလို့ရပါတယ်။ခရမ်းသီးအခွန်ကလည်းအာဟာရကြွယ်ဝသလိုကျန်းမာရေးအတွက်လည်းကောင်းကျိုးများရှိပါတယ်။ခရမ်းသီးအခွန်မှာအဆီဓာတ်၊ကစီဓာတ်နဲ့ဆိုဒီယမ်ပါဝင်မှုကင်းပြီးဗီတာမင် A, ဗီတာမင် C နဲ့ဗီတာမင် B6, ပိုတက်ဆီယမ်တို့ပါဝင်နေသလိုအခြားသောကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့အာဟာရများစွာလည်းပါဝင်နေပါတယ်။ခရမ်းသီးအခွန်ကိုစားပေးရင်ကျန်းမာမှာလား။ခရမ်းသီးအခွန်ကိုစားပေးရင်ကျန်းမာမှာလားဆိုတာလူတော်တော်များများကခရမ်းသီးအခွန်ကိုနွာစားကြဖို့ပြောကြပေမဲ့တကယ်ကတော့ခရမ်းသီးအခွန်ကစားလို့ရသလိုကျန်းမာစေဖို့လည်းအထောက်အကူများစွာပေးနိုင်ပါတယ်။ခရမ်းသီးစားတဲ့အခါအခွန်ကိုပါထည့်သွင်းစားသုံးမယ်ဆိုရင်ကိုယ်အလေးချိန်ထိန်းပေးတယ်။ခရမ်းသီးနဲ့ခရမ်းသီးအခွန်မှာကအမြင့်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့်ကိုယ်အလေးချိန်ကိုထိန်းညှိပေးပြီးဝိတ်ကျခြင်းသူတွေစားပေးတဲ့အသီးတစ်မျိုးပါ။သွေးတိုးကျစေမယ်။ခရမ်းသီးအခွန်မှာပိုတက်ဆီယမ်ပါဝင်နေတာကသွေးတိုးကျစေနိုင်သလိုသွေးပေါင်ချိန်ကိုလည်းအတိုင်းအတာတစ်ခုထိထိန်းညှိပေးနိုင်ပါတယ်။ဝမ်းမှန်စေမယ်။အမြင့်ဓာတ်ပါဝင်နေတာကအစာအိမ်ဥလန်းကြောင်းကျန်းမာစေဖို့နဲ့တန့်စင်စေဖို့လှုံ့ဆော်ပေးသလိုနေ့စဉ်ဘဝမှာဝမ်းချုပ်ခြင်းကင်းစေမှာပါ။ဒါကြောင့်ဝမ်းချုပ်တတ်တဲ့သူတွေအနေနဲ့ဝမ်းမှန်စေဖို့ခရမ်းသီးကိုစားပေးလို့ရပါတယ်။အစာအိမ်ဥလန်းကြောင်းကျန်းမာစေမယ်။အစာအိမ်နံရံတွေ၊ဥနံရံတွေကျန်းမာစေဖို့နဲ့ဥတွေရဲ့လှုပ်ရှားမှုကောင်းစေဖို့ခရမ်းသီးအခွန်ကိုစားပေးလို့ရပါတယ်။ခရမ်းသီးအခွန်ကအစာအိမ်ဥလန်းကြောင်းကိုကျန်းမာစေဖို့လှုံ့ဆော်ပေးနိုင်ပါတယ်။ပြီးတော့သွေးအားနည်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ခရမ်းသီးနဲ့ခရမ်းသီးအခွန်မှာကော့ပါးနဲ့သံဓာတ်ပါဝင်နေတာကသွေးအားနည်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။သံဓာတ်အားနည်းမှုကြောင့်သွေးအားနည်းပြီးခြေကုန်လက်ပန်းကျတာကိုသက်သာစေဖို့ခရမ်းသီးအခွန်ကိုစားပေးလို့ရပါတယ်။အရိုးတွေသန်မာစေတဲ့ကယ်လ်ဆီယမ်နဲ့မဂနီဆီယမ်ပါဝင်နေမှုကအရိုးတွေကိုသန်မာစေပြီးအသက်အရွယ်ကြောင့်အရိုးသိပ်ပြီးစကျဆင်းလာတာကိုသက်သာစေနိုင်ပါတယ်။ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေမှုကနေ့စဉ်ထိတွေ့နေရတဲ့ညစ်ညမ်းတဲ့အရာတွေနဲ့ဓာတ်တိုးပစ္စည်းတွေကြောင့်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။သွေးရင်းအဆီကျစေတဲ့အမြင့်ဓာတ်ကြွယ်ဝမှုကသွေးရင်းအဆီကျစေနိုင်ပြီးသွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေသလိုနှလုံးသွေးလည်ပတ်မှုကောင်းစေပါတယ်။နှလုံးဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေတာကနှလုံးကျန်းမာစေဖို့လည်းအထောက်အကူပေးနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်တော့ခရမ်းသီးအခွန်ကကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့အရမ်းရင့်နေရင်မစားပါနဲ့။နောက်ပြီးမစားခင်မှာရေထဲကိုစားထည့်ပြီးစားရည်လေးနဲ့သေချာတန့်စင်အောင်ဆေးကြောပေးပါ။ကျန်းမာရေးကောင်းကျိုးရှိတယ်ဆိုပေမဲ့အန်ဆေးလွန်ပေးဆိုတဲ့စကားအတိုင်းအလွန်အကျွံမစားမိဘူးတော့လိုပါမယ်။ကဲဒီတော့ခရမ်းသီးကိုအခွန်နွာစားမဲ့စားအခွန်ကိုပါစားရင်ပိုပြီးကျန်းမာစေတယ်ဆိုတာသိလောက်ပြီးထင်ပါတယ်။ကျန်းမာရေးတွေအထူးကောင်းမွန်ကြပါစေနော်။ဝင်ရောက်ကြည့်ရှုအားပေးသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျန်းမာရေးသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Knowledge Universe Channel လေးကို like လေးနှိပ်ခဲ့ပြီး subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။